ပါတယ်ခင်ဗျာအခုသူရလို့အိမ်ချုပ်တာချက်3တောင်းမိတ်ကပ်တင်တာ9တောင်းစာကြက်ရတာတစ်နှစ်လုံးခုတော့စာကြက်ရကျိုးနဲ့သွားပြီဟေးမော်လုံးပြိုင်ပွဲနဲ့အပြေးပြိုင်ပွဲတခြားအကစားဒီမှာဆိုလဲပထမရလို့ချက်9တောင်းကြီးကြီးနေတာဖြစ်ပါတယ်အခုဒီနေ့10တန်းမှာပထမရလို့ချီးမြှင့်တာဖြစ်ပါတယ်။သမီးတို့လူငယ်တို့အခုတော့ပညာရေးမှာအကစားမှာအပေးရတော့အားလုံးကျေးဇူးတင်ပါတယ်။အခုရတဲ့1000နဲ့စာကိတ်ချီကြောင်းနေကြပြီးတော့ဝယ်ထားလို့ရရဲ့